ရုပ်တရက်အချိန် short လိုက်တယ် every ကကြတော့ဒီ every pace နဲ့သွားနေရဆိုတော့သူနဲ့ဘာမှဖြစ်သွားဘာမှဖြစ်ပြီးတော့ angle က twist ဖြစ်သွားတယ် ကြော်လောက်နေပဲเนาะအဲ့လောက်နေပဲလုံးဝဟိုဘောမပုံစံလေးသွားလိုက်တော့နောက်ပိုင်း run နေရပေါ်စင်ပြေ push နဲ့ boo อ่ะအဲ့လိုပြောမှဆိုထင်တာတက်ခတ်တယ် ski လည်းကောင်းတယ် ski ဟုတ်တယ် ski လည်း okay ရယ်ကိုရီမန်ကတော့ဟုတ်တယ် okay ရယ် push နဲ့နည်းနည်းခက်တယ် ဘာလို့ simulation နဲ့လည်းတိတ် ဟုတ်တယ်ကိုရီပုံမှန်เนาะ training လုပ်နေတဲ့ဟာတွေနဲ့လည်းမတူ အိမ်မှာနည်းနည်းလေးအချိန်လေးနည်းနည်းလေးပူယူသွားတယ် ကိုရီထင်မှန်းတာအထက်ကိုနည်းနည်းအချိန်ပူယူသွားတယ် push ဘူဆိုးတယ်ဘိုးထင်တာထက်ကိုနည်းနည်းလေးများသွားတယ်နော် အဲ့နှစ်ခုကတော့နည်းနည်းလေးထင်ထားတာတဲ့ unexpected ပေါ့နော်နည်းနည်းလေး challenging ဖြစ်တယ်ဟုတ်တယ် အဲ့ဒါကိုလည်းအကောင်းဆုံးတော့လုပ်ခဲ့တယ်ပေါ့တို့ကကြတော့ every ပုံမှန်ဆိုရင်အများအားဒီ station ဝင် every စဝင်မယ်နော်ဒီ pace က every pace နဲ့သွားပြီးဒီစဝင်မယ်ဆိုတော့အဲ့ချိန်မှာပိုးဆောက်လိုက်တာထင်တယ်နော် every စ အဲ့လိုစားတယ် every စ ဟုတ်တယ်တဲ့ဟုတ်တယ် တိုင်းနဲ့ပဲလို့ပဲဆွဲမလျှော့ပဲစလိုက်တယ်နော် station တိတ်ပြီးတော့ row ကကြတော့အဲ့လိုပူနဲ့ဝေချော့ပါနဲ့ဆိုတော့အဲ့လို station အရင်ကြီးဟောမဖြစ်ချင်တော့မ change ချင်တော့ IV စတယ်ပြီးတော့ပိုးကဂျားမှာနည်းနည်းချိန်ပူပြီးတော့ roll လုပ်လိုက်တယ်ပြီးတော့မှနောက် station ပြန် change တယ်ပေါ့နော်ထပ်ပြီးတော့ခတ်မဲ့ဟာတွေကအဲ့လို sample lunches နော်ဘာလို့6နာတာတော့ lunches မှာနည်းနည်းလေး ဟိုကဖြစ်နေထင်တာမဲ့တာလည်းစင်ပြေတယ်ဘောဘောဆိုရင်じゃဘောဘောအရန်ကြောက်တာအဲ့ပြီးတော့ဘောဘောမရဘူးပေါ့နော်ပိုးကိုအရန် rely လုပ်ရတာပေါ့နော်ဒီ simulation ရောတောက်လျှောက်ဒီ training တွေမှာဘောဘောတိတ်ပြီးတော့မရအောင်ဒါပေမဲ့အခုဒီဘောဘောကကြတော့ထင်ထားတဲ့အထက်ကိုပို့ပြီးတော့ result ကအရန် ဟုတ်တယ်တရားရော15ချက်ပေါင်းပြပြနောက်ဆုံး30ပြီးတော့ပြီးသွားအဲ့လိုတော့ no ကောင်းတော့လုံးဝမရလိုက်နော် no ကောင်းလုံးဝမရှိလိုက်ဘူးအစ်စေပဲနော်အဲ့လိုလုံးဝမထင်တာအခုဒီ High Rocks every နဲ့ပို့ရဲ့ဒီ High Rocks journey တစ်ချောင်းလုံးမှာ ready က every နှစ်ယောက်နဲ့အတူတူမြဲရှိနေပေးတယ်ပြီးတော့နောက်ထပ်တစ်ခုကဒီ ready ကနေပြီးတော့ support ပေးရတဲ့ကြောင့်မလို့ every ဒီလိုမျိုးမဖြစ်နိုင်လို့ထင်တဲ့ limits တွေဒီမဖြစ်နိုင်လို့ထင်တဲ့စိန်ခေါ်မှုတွေအကုန်လုံးလည်းနှစ်ယောက်တူတူကြိုးစားပြီးတော့ break လုပ်နိုင်ခဲ့တယ်အဲ့ဒါကြောင့်မလို့လည်းအရင်က appreciate ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Thank you ပါ Bye